ခုလိုမိုးရသည်နဲ့အရန်ကိုလိုက်ဖက်တဲ့ဟင်းလေးကိုချက်စားပြမှာပဲဖြစ်ပါတယ်ရှင်အဲ့ဒီဟင်းလေးကတော့လေသမားဟင်းလေးနဲ့ငပိတောင်းလေးပဲဖြစ်ပါတယ်เนาะအရင်ဆုံးမမကြီးကယူနီလေးတည်ထားလိုက်မယ်မြင်ငပိလေးထည့်ပြီးတော့ပုတ်ပွက်ဆူအောင်တည်လိုက်ပါမယ်ပြီးလို့ရှိရင်เนาะပါဝင်ပစ္စည်းတစ်ခုချင်းစီအားလုံးကိုထည့်လိုက်ပါမယ်ရှင်ကဲမမရဲ့ဒီနေ့မှာပဇွန်တော့မသုံးထားဘူးเนาะပဇွန်ကြောက်လေးနဲ့ပဲသုံးထားပါတယ်ရှင်ပြီးလို့ရှိရင်တော့အသီးရွက်လေးတွေအကုန်လုံးထည့်ပြီးပြီဆိုလို့ရှိရင်တော့မမကြီးကအချုံငံလေးကိုခတ်ပါမယ်ရှင်ထည့်ထားတဲ့အသီးရွက်ကလေးတွေအကုန်ဣသွားပြီဆိုတော့မှနောက်ဆုံးမှာစူပုတ်ရွက်နဲ့ပင်စိမ်းလေးကိုအုပ်လိုက်ပါတယ်ရှင်အခုဆိုရင်တော့လေသမားဟင်းလေးရသွားပါပြီရှင်လေသမားဟင်းလေးရပြီဆိုလို့ရှိရင်တော့မမကြီးကဂွေးသီးလေးထောင်းပါတော့မယ်ရှင်ကဲမြငပီလေးကိုအရင်ဆုံးမိဖုတ်လိုက်တယ်ပြီးရင်ငူသီးစိမ့်နဲ့ကျွတ်တူမျိုးလေးလှော်ထားတာလည်းထည့်တယ်ပဇွန်ကြောင်လေးထည့်တယ်ဂွေးသီးလေးထည့်ပြီးအချိုငံလေးထည့်ပြီးတော့မမကြီးကထောင်းမိလိုက်ပါတယ်ရှင်ကဲအခုဒီနေ့ရဲ့ဟင်းတွဲဆက်ကလေးကတော့မိုးရသည်နဲ့အရန်ကိုလိုက်ဖက်တဲ့ဂွေးသီးထောင်းလေးနဲ့လေသမားဟင်းလေးပဲဖြစ်ပါတယ်ရှင်ပူပူဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်နော်ကဲတစ်ခါတလေအသားဟင်းတွေမစားချင်ဘူးဆိုလို့ရှိရင်တော့ဒီလိုလေးချက်စားကြည့်ကြပါရှင်